Hello bro ကျွန်တော်နာမည်ကတော့ Sam ပါခင်ဗျာကျွန်တော်ဒီနေ့ဆက်ပြသွားမယ့် game လေးကတော့Expedition Antarctica လို့ခေါ်ပါတယ်ခင်ဗျာရေခဲတောင်တက်ရတဲ့ game လေးပေါ့နော် Antarctica အဲ game လေးကိုကျွန်တော်ဆော့ပြသွားမှာဖြစ်ပါတယ်ခင်ဗျာ game လေးရဲ့ရောင်းတာပြန်တွေ့ပါမယ်ခင်ဗျာ game လေးတော့ရောက်ပါပြီခင်ဗျာကျွန်တော်တို့ဒီမှာပေါ့နော်သူကဒီလိုလေးပေါ့နော်သူကကျွန်တော်ဒီမှာသူကဒီလိုမျိုးရေခဲတောင်လေးပေါ့နော်ကျွန်တော်ကအင်ကြီးတောင်းဝေးရပါအောင်ခင်ဗျာကျွန်တော်ဒီမှာဒီ game လေးပဲဖြစ်ပါတယ်ကျွန်တော်အင်ကြီးတောင်းဝေးရပါတော့ဆိုတော့ကကျွန်တော်အင်ကြီးဝေးရမယ်အင်ကြီးကဘယ်နားမှာလဲကွာကျွန်တော်ဘက်ကိုယူရဒါပဲဘာလာပြတာဒုက္ခပဲကွာကဲဟာအင်ကြီးဝေးရအင်ကြီးကအီးနဲ့ဝေးအင်ကြီးနဲ့ဝေးလို့မရဆက်ပေါ်တော့အော်အေးဘာမရဘူးတဲ့ကဲရွေးခေရွေးလဲရပြီအင်ကြီးဝဲဟဲ့မြင်ဝဲတွားတော့မယ်လို့အေးပါတော်ကအင်ကြီးမိုးတော့ရှုပ်လို့အင်ကြီးမိုးတော့ပါကဲဆိုတော့ခီးစတင်မှာရမယ်ခင်ဗျာဘယ်ကိုသွားမလဲဆိုတော့ကျွန်တော်ဒီမှာပေါ့နော်ဒီမှာဒီကနေစတင်ပြီးထွက်ခွာတော့နော်ဒါကတော့ကျွန်တော်ပစ္စည်းနဲ့လုံးဝပြည့်စုံနေပြီမိုက်ဗျာကဲဆက်လက်ချီတက်ကြစို့မြို့အော်ဆာလာနဲ့ဆောက်တယ်လို့ရေခဲလုံးလေးကိုခုံကွာရေခဲလုံးလေးကဟဲ့ရောက်အေးတယ်အရန်အေးတယ်တော့ငါဒီမှာအေးပြုတ်ကြတော့မအခုမှအင်ကြီးကဝတ်တယ်တဲ့ကွာဘလို့ကြီးလည်းမသိဘူးအေးမြန်လို့ဟဲ့အောင်ငါအခုမှတတိထားမယ်ငါမြန်မာနိုင်ငံသားမဟုတ်ဘူးကွာဟဲ့အောင်ငါ foreigner ကြီးဖြစ်တယ်လို့ foreigner အတော်ဝတက်တယ်တခါမှမတွေ့ဘူးအေးတေတော့မှာအမညောင်းမပေါ့ဒီမှာတန်ကောင်းတာဟေးရေရုံးနေဘလူးကြီးလေဟာယော့အေးသေးပြီပြန်တက်ယော့အေးနေပြီဒီလိုက်ကြခွာအေးနေပြီကွာခကြီးကအခုမှစားတယ်ပါဇက်ကတုံနေပြီဒါကြီးကတော့ခတ်လိုက်ရဒါကြီးကခတ်မဲ့ပုံကကြီးလိုကြီးနဲ့ဆော့လို့ရမဖြစ်ပါဘူးကွာတော်တော်ခတ်တဲ့ပုံပဲအမလေးပြန်တက်အေးပြန်ခုံကွာဒီဘက်ကိုခုံလိုက်ဒါပဲကွာငါဆိုဒီလိုဖြစ်နေရမယ်ကွာမင်းကတော့နှစ်ခါလာဆန်းလို့မရယောနှစ်ခါလာဆန်းလို့မရဘူးအဲ့ဒါမင်းကြက်တတိမှတ်ထားမင်းအဲ့ဒါပဲကွာ right ဆက်ဒီဘက်သွားကြည့်ရတာဟုတ်ပြီရောက်ပါယော့ရောက်တေတော့အေးစေးရတော့တရားလေးရှိအေးဘလို့နေဒါကြီးငါဘယ်တော့ပါလေယော့ကွာကြီးတဘူးကြီးဘေးမှာကွာကဲဆိုတော့ကျွန်တော်တို့ခရီးစမှုတက်တယ်နိုင်လို့ကြည့်လို့စားရတဲ့နာရီ
စာရ17နိုင်ဖြစ်တယ်လူတွေနိုင်ရမကောင်းတာလူကမြန်လာမို့နိုင်ရမကောင်းတာဒီဘလူးကြတာကြီးနင်းမုံနိုင်နေအေးတေတော့မှာတော်လေးတာကြောရဲ့တေတော့မှာပဲကွယ်IC လက်တာဟဲ့မင်းငါဆော့ရချင်ရမှာအဲ့လိုကြီးလာဖြစ်တယ်ကွာဒုက္ခအဲ့လိုကြီးလာဖြစ်တယ်ဆော့ရချင်ရမှာအဲကျွန်တော်ပြီးမှပြန်တွေ့ပါမယ်ကျွန်တော်တို့ခုနကတော့ Wi-Fi ပြန်ပြတ်သွားရဲ့ဗျာအဲ့တော့အစလေးပဲပြန်စတော့မှာပေါ့ဒူးတော့ပါဦးကျွန်တော်အစလေးပဲပြန်စရတော့တော့ပြည့်စုံစာလေးပြန်စတော့မပေါ့မရတော့ကဲဒီမှာကွာယော့စာလေးပြန်စတော့လည်းမတူးတဲ့နီးလန်းလေးနဲ့ဆက်လက်ပြီးတော့တို့ဆက်သွားရအောင်ဗျာကျော်ရဲ့သွေးရတော့လုံးဝအပြည့်ဖြစ်နေတယ်ပေါ့သွေးရလုံးဝအပြည့်ပဲခုနကတော့အစဆိုတော့နည်းနည်းလေးတော့မှားတာရှိတယ်မှားတာရှိကောင်းရှိနိုင်တယ်ပေါ့နော်ကျွန်တော်နေမနေရှိကောင်းရှိနိုင်တယ်နော်ကျော်အဲ့ဒါကြောင့်ခုမှားလေးတခြားပြန်ပြီးဆော့ရမယ်ခင်ဗျာတေတော့မှာပဲတေတော့မှာအောက်ကျကြပြီထင်တဲ့အတိုင်းမရောင်ကြီးတေတော့မှာဒီဘောကနေပြန်တက်လို့မရဘယ်ကနေတက်မှာရောင်ကြီးပြန်တက်ဆက်လက်ချီတက်ကြလို့ let's go alright အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာဒီလိုရောက်ခဲ့ပြီနော်ပြန်လည်းရောက်နိုင်ခဲ့ပြီပေါ့နော်ဒီလိုအမှားကင်းကင်းနဲ့ခုံရမယ်မဲဖေးအောင်ကြီးဘာဖြစ်တာလဲအဲ့ဒါကြီးကငါခုံမဲ့ခလို့ကိုနှိပ်ပါတယ်အဲ့ဒါကြီးကဘာဖြစ်သွားအေးပါကွာရပြီမင်းငါ့ကိုနှစ်ခါလာဆန်းလို့မရမသိဘူးအဲ့ဒါရောက်ပြီကွာဖေးအောင်ကြီးငါခုနထွက်လာတာ17နိုင်ခွဲအခုနေတော့ဝင်တော့မှ9နိုင်ခွဲရှိနေမြင်သွားမင်းနေဝင်ပို့အေးတာလေးနေဘူးလို့လည်းတော်သေးတယ်နေပုံပို့အေးတာကိုကြီးမြင်သွားလားနေရရောက်ခုချရောက်အစ်လာပါလုံးအစ်အော်ဘာကြီးနေစော့တယ်အတော့အော်ဘာမျိုးတာဝါကြီးနေစော့တယ်လက်ကစော့တာဘာထရင်းစင်ရဖြစ်အောင်စော့တာဟာပေါ့မင်းတို့ကမသိဘူးအဲ့ဒါကဲခုနနေရတော့ပြန်ရောက်နိုင်ရေးပေါ့နော်ကဲဆက်လက်ချီတက်ဆက်လက်ချီတက်အဲ့ဒီနေမုံနိုင်တိုက်တယ်ဟိအောင်ကြီးအေးလိုက်တော့အေးလာကွာလမ်းကြောင်းကိုရှာဖွေပြီးသွားနေတာအေးလာနေတော့ဝင်တော့မှာအမလီပို့အေးလာတယ်ဟဲ့အေးပါလေကြောက်ကြီးတာဟုတ်ပါဘူးအေးလာအမလေးအေးလိုက်တာကဲနောက်ဆုံးတော့ရောက်နိုင်ခဲ့ပြီကျွန်တော်တို့ဒီမှာနောက်တစ်ဆင့်နောက်ဆုံးတော့ရောက်နိုင်ခဲ့ပါပြီခင်ဗျာကဲဆက်လက်ချီတက် let's go ဆက်လက်ချီတက်ဆက်လက်ပြီးချီတက်မှာပေါ့နော်ဟေ့ရဘလူးကြီးလေအောက်ပြကြနော်တေချာတတိထားရောကြီးမရအောင်တက်တာ9နိုင်ခွဲရနေအချင်းကမတက်တော့တာဟဲ့ရောကြီးငါပဲတော်တာလားအချိန်နဲ့မှားတာလားမတဲကွဲဘူးဖြစ်နေခင်ဗျာလက်လေးကိုပြန်ပြီးတိုက်တန်းနဲ့လို့လမ်းရှောင်းရတဲ့အချိန်မှာပဲဘေးကိုရိုင်းတိုင်းနဲ့အရင်မူးသမားလေးကိုခင်ဗျာအဲ့ရောနေဝင်သွားပြီဟဲ့ရောအဲ့လိုကြီးဝင်လာနိုင်ရစက္ကန့်ကိုပြောင်းပြီးဝင်သွားတာအော်အေး
ဟောအေးတခါမကြောက်ဘူးနော်ဟောအေးပါကွာနိုင်ရစက်ကတော့ပြောင်းဝင်လာတဲ့ဟေ့လို be careful bro be careful ရေတောက်မရဂလုဝတာပေါ်တဲ့90ရာခိုင်နှုန်းဟုတ်ပါဘူး90ရာခိုင်နှုန်းဟဲ့ဂလုကဘယ်လိုလုပ်ရတော့မှာလဲဘယ်လိုသွားရတော့မှာလဲတနာဝိဆလချီတက်ပြောအေးမရတော့ဘူးတဲ့အေးပါကွာခုနက wifi ပြတ်သွားလို့တဲ့အခုကျတောင်ပြန်တက်လို့မရတော့လို့တဲ့အေးပါကွာလက်ခွမ်းနဲ့ကဲဆက်လက်ချီတက်မှာဆက်လက်ချီတက်မယ်ဒီဘက်မှာဘာမှမဖြစ်နင်းတော်ကြီးတွေမှာညဘက်ကြီးသွားတယ်ဒီဘက်ကနေသွားလို့မရဒီဘက်ကသွားလို့မရရားတဲ့ဘက်ကတော့ကြောက်သွားလို့မရမင်းတို့ရားတဲ့ဘက်ကသွားမှာပေါ့တီးဖို့ဒီဘက်ကလည်းမရနိုင်တော့ဘာဖြစ်သွားကြည့်ရတော့ရပြီဒါပဲကွာလုံးဝညံကြီးကြောက်စရာကြီးညံထက်မြက်မှုကြီးလုံးဝညံထက်မြက်မှုကြီးကြောက်စရာကြီးညံထက်မြက်မှုကြီးကြောက်စရာကြီးကွာလုံးဝတကယ်အဆင်မောင်းများစွာကြော်ဖြတ်လာဒါတကယ်သေးဝိုင်းဒါတကယ်သေးဝိုင်းဟာအဲ့တေဝိုင်းအစာကြီးပြန်စားအေးပါခါကြောက်အောင်6 point လောက်ထားပြီးအလကားပဲအဲ့လိုအေးပါကွာစာရေးပြန်စရင်ဆော့ရတော့ပါအေးပါကွာတော့ဆော့တော့ပါကွာဆော့တော့ပါငါပဲဒီဟာလေးပဲရှောက်ပတ်ကြည့်အောင်ဗာလေးများရှိနေတယ်ဒန်နစ်က1900ဟုတ်1900ဟုတ်တယ်1989 1900ဝါ1983fine ရရေးတတ်လားfine ဒီပေါ်တက်ကြည့်ဟဲ့ပင်ဝင်လေးချစ်စရာလေးကွာပင်ဝင်လေးချစ်စရာလေးဟာရအိမ်လေးဟာအဲ့အဲ့လိုလားကဲဆိုကျွန်တော်ဒီ game လေးကိုကြိုက်တယ်ဆိုရင်တော့ like and subscribe လေးလုပ်ကြပါဦးခင်ဗျာ